အားလုံးမင်္ဂလာပါခင်ဗျာဒီတော့ပြောရှင်းလားဒီနေ့ပြန်မကောင်းဘူးပြေးတွေ့ရချင်ပလိုက်လီဘာတွက်လိုက်တော့လီဘာတွက်လိုက်တော့ပရိနေတန်ခိုင်းနဲ့တန်ကြီးဝီလီပဲလီအောင်ယူနေတယ်ပလက်လီတော့ဒီထဲမှာငါရှိလားမရှိဘူးဘသူရှိတာလဲယေရှုရှိမိုက်တယ်ရောက်တာလုံးနဲ့တောင်းပါရဲ့လို့ပြောတာဟာတောင်းပါရဲ့တင်းပြီးပါလေနောက်အဲ့လိုမျိုးမသိတရားပါဘူးလို့ဟာ